မင်္ဂလာပါရှင်ဒီကနေ့မြန်မာရုပ်မြင်သံကြားကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့မိဘပြည်သူပရိသတ်ပေါင်းကိုသမီးကမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်သမီးကတော့အထကနှစ်ကမာရွတ်တတိယတန်းမှသမီးလေးမဖူးမြတ်ပဲဖြစ်ပါတယ်ရှင်ဒီကနေ့ရင်ကျေးလိမ်မှာ38ဖြာမင်္ဂလာစီစဉ်လေးအတွက်သမီးပြောပြမဲ့ပုံမြင်လေးကတော့သူစင်းရဲ့ပုံနာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဟိုးရှိတုန်းကရာဇဂိုပြည်ကတတိတဦးရဲ့လဲမှာသူရင်းမှလောက်ရတဲ့စင်းရဲသားတယောက်ရှိတဲ့ကွယ်သူ့နာမည်ကပုံနာလို့ခေါ်ပြီးသူ့မှာဗာရိတာဆိုတဲ့ဇနီးနဲ့ဥတ္တရာဆိုတဲ့သမီးလေးတယောက်ရှိတဲ့သူတို့ဟာလဲရှင်တတိရဲ့အိမ်အနောက်ဘက်မှာမိခိုနေထိုင်ကြရတဲ့ကွယ်တနေ့မှာတော့ရာဇဂိုပြည်ကလက်ခတ်ပွဲတဲ့ပင်စင်ကျင်းပတာမို့တမျိုးလုံးပျော်ပျော်ရွှင်ရွှင်နဲ့နတ်ခတ်ပွဲသွားဖို့ပြင်ဆင်နေကြတဲ့ကွယ်ဒီအခါလဲရှင်တတိကလည်းမောင်ပုံနာကိုခေါ်ပြီးမေးတဲ့ဟဲ့မောင်ပုံနာအမောင်တို့ရောဒီနေ့နတ်ခတ်ပွဲသွားပြီးပြုတ်ပါကြမှာလားဒါဆိုရင်တော့ငါငွေပါမပေးနိုင်ဘူးနော်အေးဒီနေ့မသွားလို့လဲဖက်ထုံမှာဆိုရင်တော့ညနေငါတို့ပြန်လာရင်ငွေပါရှင်းပေးမယ်ဟုတ်ကဲ့ပါတဲ့မိရဲ့ကျွန်တော်တို့မိသားစုဟာခုခါရှိသူတို့တူပါပြီနက်ကဘုံမှာသွားပြီးပြောရှင်းနေလည်းပဲစားစရာရှိမှမဟုတ်တာကြောင့်လက်ထုံတော့မှာပါတတိမိထုံနဲ့တော့ကိုထားခဲ့ပြီပါကျွန်တော်လက်ထုံပါမယ်များအေးဒါမှလည်းပြီးရောတင်းကောက်မှာနွားနဲ့ထုံဒီသွားသေးကွဟုတ်ကဲ့ပါခင်ဗျာဒီလိုနဲ့ပုံနာဟာနတ်ခတ်ပွဲသွားပြီးမလဲပတ်တော့ပဲလက်ထုံထွက်ခဲ့တဲ့ဒီချိန်မှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးလက်ကသေးပေါ်ကြွလာတာကိုဖူးလိုက်ရတဲ့ပုံနာနဲ့မနီမဝေကစင်းပောင်ပေါ်ရက်တော်မူနေတာမို့ပုံနာလည်းအယံဝတ်မြောက်သွားပြီးအရှင်မြတ်ကိုဖူးမြော်တဲ့ပြီးမှအရှင်မြတ်လိုရှိတော်မူတဲ့တပူနဲ့မျက်နှာတည့်ရည်ကိုစက်ကပ်လှူရမ်းခဲ့တဲ့ကွယ်အရှင်မြတ်လည်းပုံနာလူရမ်းနဲ့တပူနဲ့သွားတိုက်ပြီးမျက်နှာတည့်ရည်နဲ့မျက်နှာတစ်တော်မူခဲ့တဲ့ကွယ်ပြီးမှဆက်လက်ပြီးကြွသွားတော့တဲ့ဒီအချိန်မှာဗာရိတာလည်းပုံနာအတွက်ထမင်းနဲ့ဟင်းကိုပို့ဖို့လာကစင်းအရောက်မှာအရှင်သာရိပုတ္တရာမထေရမြတ်ကိုဖူးလိုက်ရတဲ့ဒါနဲ့ဗာရိတာလည်းပါလာတဲ့ထမင်းနဲ့ဟင်းကိုအရှင်မြတ်အားအကုန်လှူလိုက်ပြီးမောင်ပုံနာအတွက်တော့အင်္ဂခောက်ပြန်ပြီးချက်တဲ့ပုံနာလည်းထမင်းစချိန်ထိဗာရိတာရောက်လာနိုင်တာကြောင့်ခဏနာရင်စောင့်မျှော်နေတဲ့ကွယ်အလိုဟိုရှိမှရဟန်းတော်ထင်းမြတ်တကားပါလားတခါတည်းကြပြန်တော့လေငါမှလှူဝတ္ထုပစ္စည်းမရှိလို့မလှူဒန်းရဘူးတခါတည်းကြပြန်တော့လေလှူဝတ္ထုပစ္စည်းရှိပေမဲ့အလူကံပုဂ္ဂိုလ်နဲ့မကြုံတွေ့ရတော့မလှူဒန်းရပြန်ဘူးငါမှစွန်းနေဟင်းလေပါလာတော့အရှင်မြတ်ကိုလည်းဖူးတွေ့ရတော့ဝမ်းမြောက်ဝမ်းသာလှူဒန်းပါလေကိုပုံနာအတွက်တော့အိမ်တစ်ခေါက်ပြန်ပြီးချက်ရင်ဖြစ်ပါလေလေအရှင်ဖျားတပည့်တော်မရဲ့စွန်းသူကိုခံယူတော်မူပါဖျားပုံနာလည်းထမင်းစချိန်ထိဗာရိတာရောက်လာနိုင်တာကြောင့်ခဏနာရင်စောင့်မျှော်နေတဲ့ကွယ်ဒီလိုနဲ့ပုံနာနဲ့ဗာရိတာတို့နှစ်ယောက်ဟာနှစ်ယောက်အတူထမင်းစားကြတဲ့စားတော့ပြီးတဲ့အခါတစ်ပင်ရိပ်အောင်မှာခဏတမေးအေးရင်နားနေကြတဲ့ကွယ်အလိုမောင်ကြီးတော့ထမင်းစားလာရောမယ်အရင်သွားမှပါလေထမင်းဖို့နောက်ကြလို့ငါ့ကိုလက်ထွက်ပြီးမမေးရနဲ့နေငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေလည်းအကျိုးမရှိပဲဖြစ်တော့မယ်အကျိုးကြောင့်ပြောပြရအောင်မယ်မောင်ကြီးရေထမင်းစားနေပြီလားမောင်ကြီးစိတ်ကိုကြည်ကြည်ဖြူဖြူထားတော့ဒီမှာထမင်းဖို့နောက်ကြတာကိုအမျက်မထွက်ပါနဲ့ရှင်ဒါမှပါရေးလာရင်ဘာမှတောင်းလို့ရှိတော့လေခွသူတို့ကရှင်ကျမမနဲ့စောစောကနေထမင်းဖို့လာခဲ့တာပါလမ်းမှာရှင်သာရိပုတ္တရာမထေရမြတ်ကိုဖူးတွေ့ရတာ
တာနဲ့လူဝဲလေးအသင့်ပါတော့ကျမတရားပေါက်လို့ဝမ်းမြောက်ဝမ်းသာလှူခဲ့ပါတယ်ရှင်ပြီးမှမောင်ကြီးအတွက်အင်းတစ်ခေါက်ပြန်ပြီးချက်နေလို့နောက်ကျသွားတာပါသမီးဖို့နောက်ကျတာကိုအများမထွက်ပဲကျမရဲ့အလှူအတွက်ဝမ်းမြောက်ဝမ်းသာတာရုခေါ်ပါရှင်အော်ဟုတ်လားနှမရေတာရုပါလားတာရုချုပ်သမင်းသားတော့ပြတ်သွားပြီရဲ့ကွနှမကနှမအလူကိုအမျှပေးသလိုကျုပ်ကလည်းအမျှဝေရမှာပေါ့ဗျာဒီမနေ့စောစောရှင်သာရိပုတ္တရာဒီမဲ့လေကျွတ်လာတာနဲ့ဂျုံလို့မနေ့စောစောမို့ညနာသိချင်းနဲ့တန်ဖိုးကိုကတ်လူလိုက်ပြီးတယ်ကွတို့ရဲ့ဒါနဘူးလဲနှမကိုမျှပေးပါလေခွေးအော်ဟုတ်လားတာရုပါရှင်တာရုပါကျမကလည်းမောင်ကြီးရဲ့အလှူအတွက်ဝမ်းမြောက်ဝမ်းသာတာရုခေါ်ပါတယ်ရှင်ဒီကနေ့ကျမတို့2ယောက်လက်ခတ်ပွဲတပိကိုမသွားပေမဲ့အခုလိုအလှူဒါနပြုရလို့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ရှင်ကဲသမီးလေးစားလိုက်ရောပေါ့စားလိုက်ကြအောင်နော်ဤပါကွယ်ဤပါဒီအချိန်မှာရှင်သာရိပုတ္တရာမထေရမြတ်ကိုတရားတရားကြည်ယူစွာနဲ့တက်ဆန်းသမျှပေးလူခဲ့တဲ့အကျိုးကြောင့်ပုံနှထွန်ခဲ့တဲ့ထွန်ဆိုင်ထွန်ခဲအားလုံးဟာရွှေတုံးရွှေခဲတွေဖြစ်ပူပြောင်းသွားတော့တဲ့ပုံကလည်းအိယာကနိုးနိုးချင်းရွှေတုံးတွေကိုတွေ့တော့သူ့မျက်စိတောင်သူမယုံပဲဖြစ်သွားတာပေါ့ဒါနဲ့ဘာဟိတာကိုလည်းနှိုးပြီးပြတော့ဘာဟိတာလည်းရွှေတိပြည့်နေတဲ့လေကွင်းကိုတွေ့တော့အံ့ဩဝမ်းသာဖြစ်သွားကြတာပေါ့ကွယ်ဒါနဲ့ရွှေတချို့ကိုတူးယူပြီးဘရင်ထံအခသားဝင်ရင်အကြောင်းစုံကိုလျှောက်တင်ကြတဲ့မှန်လားပါဟောင်းတော်ရှင်မင်းကြီးဗျာရှင်မင်းကြီးရဲ့ရှေ့တော်မောက်မှာခါသားဝင်နေတဲ့မောင်ပုံနာနဲ့သူ့သမီးမာရိတာတို့ကသူတို့လဲထုံးနဲ့လဲကွက်သေးကနေမြေတိုင်းမြေခဲတွေဟာရွှေလုံးရွှေခဲတွေဖြစ်သွားတဲ့အကြောင်းကိုရွှေနဲ့အတူမင်းကြီးအားရှောက်တင်ကိုတောင်းနေပါတယ်ဗျာဟင်အကြောင်းစုံကိုရှောက်တင်စမ်းမအောင်ကွမှန်လားပါဗျာဒီနေ့မနက်ခင်းမှာကျွန်တော်မျိုးနဲ့အတူဇနီးတရားရှင်သာရိပုတ္တရာမထေရမြတ်ကိုသက်ဆွမ်းနိုင်သမျှသောမျက်နှာကြည့်ကြည့်တန်ဖိုးနဲ့သုံးယောက်ကိုစေတနာပြုစင်သွားပြီးကတ်လူကြပြီးတူရဲ့အလူကိုတူကဝမ်းမြောက်ဝမ်းသာသာရုအနုမောဒနာခေါ်ဆိုထမင်းသူစားကြကြပါဗျာပြီးတော့လေကတိစစ်ပင်အရေးမှာခဏနားအိတ်ကျော်သွားပါရဲ့ဗျာအိယာကနိုးလို့သူတရဲ့လက်ကွင်းကိုကြည့်လိုက်တဲ့အခါထိုးဆိုင်ထုံခိုင်းများဟာချွေအတိဖြစ်နေတာကိုတွေ့ရပါတယ်ဗျာဒါကြောင့်ရှင်မေးရှင်ဒီရင်မိမတန်အကြောင်းဆောင်လျှောက်တင်ခါကြဝင်ရပါဗျာပြီထူးသားပါလားကွမင်းကြီးများဗျာကဲဒီတငယ်ပုံနာစိုးစကားဟုတ်မဟုတ်သွားကြည့်ပြီးရွှေတုံးရွှေခဲများကိုလဲများဖြင့်တဲဆောင်လာကြစီဗျာမိန်တော်မြတ်တိုင်းပါဗျာဒီခါမင်းချင်းတွေလည်းပုံနာထွန်နေတဲ့လေတွေကရွှေတုံးတွေကိုယူဖို့သွားကြပြီးငါတို့ရှင်မင်းကြီးရဲ့ဖုံးတော်ကြောင့်ပေါ်ပေါက်လာတဲ့ပစ္စည်းတွေဆိုပြီးပြုံးယူကြတဲ့ဒီခါရွှေတုံးရွှေခဲတွေဟာလက်ထဲမှာပဲဒီတိုင်းကြီးခဲတွေပြန်ဖြစ်ကုန်တဲ့ကွယ်မင်းချင်းတွေလည်းထိတ်လန့်ပြီးဘရင်ထံအကျိုးအကြောင်းပြန်လျှောက်တင်ကြတဲ့ကွယ်လိုမင်းတို့ဘလို့ဖြစ်လာကြတာလဲအမေလျှောက်တယ်စမ်းမှန်လားပါရှင်မင်းကြီးဗျာရှင်မင်းမြတ်ရဲ့အမိန်တော်တိုင်းကျွန်တော်မျိုးလို့လဲမောင်ပုံသားရဲ့လဲကွာသေးကိုတွားရောက်ကြည့်ရှုတဲ့အခါမှာမြေတိုင်းမြေခဲများဟာအမှန်တကယ်ပြီးရွှေတုံးရွှေခဲများဖြစ်နေကြောင်းကိုတွေ့ရပါတယ်ဗျာဟင်ဆက်ပြီးလျှောက်တယ်စမ်းပါအောင်ကွမှန်လားပါဗျာဒါနဲ့ပဲကျွန်တော်မျိုးလို့လဲရွှေတုံးရွှေခဲတွေကိုအရှင်မင်းကြီးရဲ့ဖုံးတော်ကြောင့်ဖြစ်ပေါ်လာတဲ့ပစ္စည်းများဆိုပြီးလဲပေါ်ကိုကျုံတင်တဲ့အခါမှာလက်ထဲမှာပြီးမြေတိုင်းမြေခဲများပြန်ဖြစ်သွားကြောင်းပါဗျာဟင်ဒီတဲ့အမှန်ပဲလားကွဧကံမှန်ဖြစ်ကြောင်းပါဗျာဟုတ်ပြီဒီလေကွက်ထဲကခြေတော်ရှိခဲ့ရမောင်ပုံနာတို့မိသားစုရဲ့ဖြူစင်တဲ့အလှူဒါနကြောင့်ပေါ်ပေါက်လာခဲ့တာကိုကွဒီတစ်ခါမောင်ပုံနာရဲ့ဥစ္စာတွေလို့ဆိုပြီးလုံးကြီးကွ
ဒါဆိုရင်တော့ရေဆိုင်မြေခဲပြန်ဖြစ်လာတော့မဟုတ်ဘူးကွကဲအခုပဲသွားယူကြကြဗျာ မှန်လားပါအမိန်တော်မြတ်တိုင်းပါဗျာ မင်းချင်းတွေလည်းဒီတစ်ခါတော့ဘရင်ကြီးမှာတဲ့အတိုင်းပုံနာရဲ့ပစ္စည်းများလို့ဆိုပြီးသယ်ဆောင်ကြတဲ့ဒီခါရွှေတုံးရွှေခဲတွေအတိုင်းယူလို့ရကြတာပေါ့ကွယ်ဒါနဲ့ရွှေတွေကိုလှဲတွေနဲ့တင်ပြီးနန်းတော်ကိုယူသွားကြတော့တဲ့ကွယ် မင်းကြီးများ ဗျာ ဟောပုံသားတို့မိသားစုရောအခါစားဝင်လာသလားကွ မှန်လားပါခါသားလျက်ရှိကြောင်းပါဗျာ မင်းကြီးများ ဗျာ ငါကိုတော်တို့ရာဇကြိုးပြီးမှခုတည်လာတဲ့ရွှေတွေလောက်များများကိုဘယ်သူပိုင်ဆိုင်သေးတယ်လဲကွ မှန်လားပါဘယ်သူမှပိုင်ဆိုင်သူမရှိကြောင်းပါဗျာ အေးဒီရွှေတွေအားလုံးဟာမောင်ပုံသားရဲ့ရွှေတွေကိုကွဒါကြောင့်မောင်ပုံသားတို့မိသားစုကိုဒီနေ့ကစပြီးအထေးအရာအနှင်းစေဗျာ ပြင်းမြတ်လာကြောင်းပါဗျာ အေးဒီကနေ့ကစပြီးမောင်ပုံသားကိုဘဟုဒနာဝဲပေးတော်မူမယ်ကွဒါဖြင့်အထေးအဆောင်ရောအားလုံးအနှင်းစေကွ မှန်လားပါအမိန်တော်မြတ်တိုင်းပါဗျာ မှန်လားပါဗျာအခုပဲတော့ဘုရားနာဘက်ကိုအနည်းချင်းရောက်တော်မူတာကြောင့်အထူးဖြင့်ဝမ်းမြောက်လာကြောင်းပါဗျာဆိုတော့လေကျွန်တော်မျိုးတို့မှာဆင်းရဲငါးများမှုလက်ရှင်ဤအိမ်နောက်ပေါ်မှာမိကုန်နေရပါတယ်ဗျာဒါကြောင့်ကျွန်တော်မျိုးတို့နေ့သိလျော်ရအရက်တစ်ခုကိုလည်းသိသနာတော်မူပါဗျာမျိုးလေကရှင်းသခင်အောင်တယောက်နေထိုင်ခဲ့ဘူးတဲ့ဒီနေရာဟောင်းကိုလည်းအပိုင်စယူစေဗျာဝမ်းမြောက်လာကြောင်းပါဗျာ ဒါနဲ့ပုံသားတို့လည်းရင်းနေရဟောင်းကခြုံတဲ့ပေပေါင်းတွေကိုရှင်းလင်းပြီးအင်ပိဆောက်ဖို့စီစဉ်ကြတဲ့ဒီအခါခြံတွင်းတနေရာမှာအိုးချင်းထီပြီးအစီအီချထားတဲ့ရွှေဦးပေါင်းများစွာကိုတွေ့ရပြန်တဲ့ပုံသားလည်းဘရင်ထံဒီရွှေအိုးတွေကိုဆက်သားတဲ့အခါဘရင်ကလည်းတိတ်ယူခြင်းမပြုတော့ပဲပုံသားတို့ကိုအပိုင်ယူစေတဲ့ဒါနဲ့ဘဟုသနတထေပုံနာနဲ့ဇနီးဘာရိတာသမီးဥတ္တရာတို့ဟာအိတ်တဲ့မင်္ဂလာနဲ့ထီဆောင်မင်္ဂလာကိုကြပြိုင်တည်းပြုလုပ်ပြီးဖျားအမှုရှိကြတဲ့တန်ဃာတော်များစွာကို9ရက်လုံးလုံးလှူဒါန်းနိုင်ခဲ့ကြပြီးအေးချမ်းချမ်းနေထိုင်လှူဒါန်းနိုင်ခဲ့ကြတာပေါ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်မောင်ညီမလေးတို့အနေနဲ့မှတ်သားထားမှာကဒီပုံမြင်လေးကပုံနာနဲ့ဘာရိတာတို့ဟာပူဇော်ထိုက်သူကိုရိုသေလေးမြတ်စွာပူဇော်ခဲ့တဲ့ကောင်းမှုကုသိုလ်ရဲ့အကျိုးကြောင့်ချမ်းချမ်းသာသာနေထိုင်လှူဒါန်းနိုင်ခဲ့ကြတဲ့ဒါကြောင့်ပူဇော်ထိုက်သူကိုပူဇော်ရခြင်းဟာပူဇာစပူဇနေရနံဆိုတဲ့မြတ်သောမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာပြောကြရင်ပုံမြင်လေးကိုညီလွန်းထွက်လိုက်ပါလေကွယ်ရှိတဲ့ဘက်မှာလဲ38ဖျားမင်္ဂလာပုံမြင်များတဲ့ကတိတ်ညက်နဲ့ဘီလုံးညက်ဆိုတဲ့ပုံမြင်လေးကိုတက်ဆက်သွားအောင်မှာဖြစ်ပါတယ်ကွယ်အားလုံးရှင်းလိုက်ချမ်းမြေ့ကြပါလေရှင်